လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလင်မယားနှစ်ယောက်ဟာငါးချင်းမလေးတစ်ကောင်ကိုမြစ်ထဲမှာဘေးမဲ့လွတ်ပေးခဲ့ပူပါတယ်။အဲ့ဒီငါးချင်းမလေးဟာနှစ်တွေကြာလာတဲ့အခါကျင့်စဉ်တွေရင်ကျက်လာပြီးလူသွင်းကိုဖန်ဆင်းနိုင်ခဲ့တာပေါ့။သူမဟာအသက်သခင်ကျေးဇူးကိုဘယ်တော့မှမမေ့ပဲအဲ့ဒီလင်မယားနှစ်ယောက်ရဲ့အိမ်ကိုနတ်စွမ်းအင်တွေအသုံးပြုပြီးရှာဖွေရောက်ရှိလာပါတယ်။ပြီးတော့သူမရဲ့နတ်စွမ်းအင်တွေနဲ့ကျေးဇူးဆက်ခွင့်ပေးဖို့တောင်းဆိုပါတော့တယ်။အဲ့ဒီလင်မယားနှစ်ယောက်မှာသမီးလေးတစ်ယောက်ပဲရှိတာကြောင့်သူတို့ရမယ့်ကံကောင်းခြင်းတော့ဒီအားလုံးကိုသူတို့သမီးလေးကိုပဲပေးသနာဖို့တောင်းဆိုကြပါတယ်။ငါးချင်းမလေးကသမီးလေးကိုကြောက်စိမ့်ဆွဲသီးလေးတစ်ခုပေးခဲ့ပါတယ်။အဲ့ဒီဆွဲသီးဟာသမီးလေးရဲ့မျက်နှာကိုထာဝရပြုံမြင့်နေစေမှာဖြစ်တယ်လို့ဘာယောဂဝေဒနာနဲ့ဒဏ်ရာမှမရအောင်လဲကာကွယ်ပေးမှာပါ။ဒါပေမဲ့ငါးချင်းမလေးကသမီးလေးကိုတခုတော့မပြောပြခဲ့ပါဘူး။အဲ့ဒါကတော့ဒီဆုလက်ကြောင့်သမီးလေးဟာတေဆုံးခြင်းမရှိပဲထာဝရအသက်ရှင်နေရမှာဖြစ်ပြီးလောကကြီးကသူမကိုမိစ္ဆာတကောင်လိုတတ်မှတ်လာလိမ့်မယ်ဆိုတာပါပဲ။ဒီစမ်းကြဲတဲ့ထာဝရအသက်ရှင်ခြင်းကံကြမ္မာဟာသမီးလေးအပေါ်အမျက်မနာလို့ဖြစ်နေတဲ့ဝမ်းကွဲညီမဖြစ်သူကိုဆွဲဆောင်တယ်လို့ဖြစ်သွားပါတယ်။တနေ့မှာသမီးလေးအိမ်မှာမရှိတော့ဝမ်းကွဲညီမဟာကြောက်စိမ့်ဆွဲသီးကိုခိုးယူပြီးသမီးလေးကိုမြစ်ထဲတွန်းချလိုက်ပါတယ်။ပြီးတော့သူမဟာလူအလုံးကိုသမီးလေးတောင်ပေါ်တက်ရင်ခြောက်ထဲပြုတ်ကျသွားပြီလို့လိန်ပြောလိုက်တာပေါ့။သူမကိုယ်တိုင်ကတော့ခိုးလာတဲ့ကြောက်စိမ့်ဆွဲသီးကိုဝစ်ဆင်ပြီးငါးချင်းနဲ့သမီးရဲ့ဆုလက်ကိုရရှိထားသူအဖြစ်ဟန်ဆောင်ကနေရအနှံ့မှာလူတွေကိုလိန်လဲလဲဖြတ်အားပါတော့တယ်ဒါပေမဲ့သမီးလေးကမတေဆုံးခဲ့ပါဘူး။သူမကိုစစ်ထွက်လာတဲ့စစ်သူကြီးငယ်လေးတဦးကကယ်တင်ခဲ့ပါတယ်။စစ်သူကြီးကသူမကိုတောင်ပေါ်ကိုခေါ်သွားပြီး3လတိုင်တေချာဆောက်ရှောက်ပေးခဲ့တာပါ။စစ်သူကြီးကသမီးလေးကိုရွာကိုပြန်ပို့တဲ့အခါမှာတော့ရွာသားတွေကြားမှာသတင်းဆိုးတွေပြက်နေပါပြီ။သမီးလေးပျောက်သွားတော့ကစစ်သားတွေနဲ့ကိုရှုံနေပြီးအချင်းစာရိတ္တပြပြသွားတာလို့လူတိုင်းကကဲ့ရဲ့ရှုံချနေကြပါတယ်။ဝမ်းကွဲညီမကလည်းဒီသတင်းတွေပိုဆိုးလာအောင်မီးလောင်ရလေးပင်လုပ်နေတာပေါ့။သူမအဆက်တကွဲဖြစ်နေတာကိုမကြည့်ရတဲ့အတွက်စစ်သူကြီးကသူမကိုစစ်မြေပြင်ကိုတပါးရဲခေါ်သွားပါတယ်ပြီးတော့စစ်တီတော်အားလုံးရဲ့ရှိမှာပဲသူမကိုတရားဝင်လက်ထပ်လိုက်ပါတော့တယ်လက်ထပ်ပြီးတဲ့နောက်စစ်သူကြီးဟာတစ်နှစ်ပတ်လုံးစစ်တိုက်နေရပေမဲ့သူမကိုတော့ဘေးကင်းတဲ့စခန်းမှာပဲထားရှိပြီးစိတ်ဆက်တေချာစွာစောင့်ရှောက်စီပါတယ်သူစစ်နိုင်လို့ပြန်လာတိုင်းလဲသူမကိုအရင်ဆုံးရှာပြီးရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေးပတ်ထားလေးရှိပါတယ်9နှစ်ဆိုတဲ့အချိန်ဟာမျက်စိတမိတ်အတွင်းကုန်းဆုံးသွားခဲ့ပါပြီစစ်သူကြီးဟာနှစ်ပေါင်းများစွာစစ်မြေပြင်မှာဖြတ်တန်းခဲ့ရတာကြောင့်ညဝန်းထောင်တွေမှာအရေးအကြောင်းတွေထင်ကျန်နေပေမဲ့ကြောက်စိမ့်ဆွဲသည့်ရဲ့အစွမ်းကြောင့်သမီးလေးကတော့အရင်တိုင်းပြုံမြင့်နေတော့မှပဲအိုမင်းချင်းလက္ခဏာလုံးဝမရှိတာကြောင့်စစ်တီတွေကြားမှာတူတူတိတ်တိတ်သတင်းတွေပြန့်လာပါတယ်သူမဟာအိုမင်းချင်းမရှိတဲ့အတွက်မိစ္ဆာဝင်ပူးနေတာဖြစ်ရမယ်လို့လူတိုင်းကတွေးတောကုန်ကြပါတယ်အခါမှာတော့စစ်သူကြီးဟာသမီးလေးနဲ့အတူစစ်စခန်းထဲမှာလမ်းလျှောက်နေတော့စစ်သားတွေတူတူတိတ်တိတ်ပြောနေတာကိုတွေ့လိုက်ရပါတယ်စစ်သူကြီးရဲ့မျက်နှာဟာချက်ချင်းညှို့မောင်သွားပြီးသမီးလေးကိုသူ့နောက်မှာထားကဆူရှာတဲ့မျက်လုံးတွေနဲ့စစ်သားတွေကိုဟန်ထားလိုက်ပါတယ်ဒါပေမဲ့ကောလာဟာလာတွေကမရက်တန်သွားပဲပို့ပြီးတော့တောင်ပြင်းထန်လာပါသေးတယ်စစ်ပွဲမှာဒီမိန်းမကြောင့်စစ်သူကြီးပါနှိမ်ပါသွားလိမ့်မယ်လို့စစ်သားတွေကယုံကြည်နေကြပါတယ်ဒါကိုသိလိုက်ရတဲ့အခါစစ်သူကြီးဟာစစ်တပ်တစ်ခုလုံးရဲ့ရှေ့မှာသမီးလေးကိုသူ့ဘေးနာဆွဲခေါ်လိုက်ပြီးလူပုံအလဲမှာတင်ကျင်နာပြကသူ့ရဲ့သဘောထားကိုလက်တွေ့ပြသလိုက်ပါတယ်။ဒါပေမဲ့လည်းစစ်သားတွေရဲ့ရင်ထဲကတန်တရားတွေကတော့ကြန့်ရှိနေတော့မှာပဲစစ်သူကြီးဟာနှစ်ပေါင်းများစွာစစ်တိုက်ခဲ့ရတာကြောင့်နာတာရှည်အေးမီယောဂဆွဲကပ်နေပါတယ်။သမီးလေးဟာသူ့အတွက်ဆေးဖော်ဖို့တောင်းဖို့ကိုတယောက်တည်းဆေးမြစ်သွားရှာပါတယ်။လမ်းကချော်ပြီးကြမ်းတမ်းလွန်းတာကြောင့်သူမဟာမတော်တဆချော်လဲပြီးခြေတလုံးမှာကြောက်ဆောင်ချုံတွေနဲ့ရှာပြီးပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပါတယ်။စစ်သူကြီးသူမကိုတွေ့တဲ့အခါချက်ချင်းပဲစစ်စခန်းကိုပွေ့ချီသွားပြီးစစ်ဆရာဝန်ကိုခေါ်လိုက်ပါတယ်ဆရာဝန်ဟာသမီးလေးရဲ့ဒဏ်ရာတွေဟာအလွန်မြန်တဲ့အချိန်နဲ့အလိုလျောက်ပြန်ကျသွားတာကိုမြင်ပြီးမြင့်တက်သွားပါတယ်စစ်သူကြီးကဒီအကြောင်းကိုဘယ်သူမှမပြောဘူးဆရာဝန်ကိုချက်ချင်းသတိပေးလိုက်ပြီးသမီးလေးရဲ့ဒဏ်ရာအလိုလျောက်ပျောက်ကင်းတဲ့တဲ့တင်ကိုပိတ်ပင်လိုက်ပါတယ်အဲ့ဒီညမှာစစ်သူကြီးဟာသူမရဲ့ပတ်ပြင်ကိုအသာရပုတ်တက်ရင်ကြောက်စိမ့်ဆွဲသည့်ရဲ့လှုပ်ဝက်ချက်ကိုသိနိုင်ဖို့ရှေးဟောင်းစာအုပ်ပေါင်းများစွာကိုမိုးလင်းတဲ့အထိဖက်ရှုရှာဖွေပါတော့တယ်နောက်ဆုံးမှာတော့သူဟာအတိကမှတ်တမ်းတစ်ခုကိုတွေ့သွားပါတယ်ထာဝရအသက်ရှင်တဲ့လူသားကိုလောကကြီးကမိစ္ဆာလို့တတ်မှတ်ပြီးဝိုင်းပယ်ကြလိမ့်မယ်ဆိုတဲ့စာသားကိုဖတ်ပြီးစစ်သူကြီးဟာတုံ့ရင်သွားပါတယ်သူဟာကတင်ပုံမှာအိပ်ပျော်နေတဲ့သမီးလေးကိုတည်ငြိမ်တဲ့မျက်လုံးတွေနဲ့ကြည့်နေမိပါတယ်အဲ့ဒီနေ့ကစပြီးစစ်သူကြီးဟာသမီးလေးနဲ့တမင်တကာဝေးဝေးနေပါတော့တယ်သူဟာနေတိုင်းမိုးမလင်းခင်မှာစစ်သားတွေကိုလေ့ကျင့်ပေးဖို့ထွက်သွားပြီးညနေမှသူ့တဲကိုပြန်လာလေးရှိပါတယ်သူမရှိတဲ့နေရာကိုခြေဦးတောင်မလဲတော့ပါဘူးသမီးလေးဟာစစ်သူကြီးကလည်းကောလာဟာလာတွေကိုယုံကြည်ပြီးသူမကိုမိစ္ဆာလို့တတ်မှတ်လိုက်ပြီးအထင်နဲ့ရင်ထဲမှာအယမ်းဝမ်းနဲ့နေရှာပါတယ်သူမဟာစစ်စခန်းကနေတညလုံးခိုးထွက်သွားဖို့ကြံစီနေတော့မှပဲစစ်သူကြီးရဲ့တူတူတိတ်တိတ်ပြောနေတဲ့စကားကိုကြားလိုက်ရပါတယ်သူဟာသမီးလေးကိုဘေးကင်းအောင်ကာကွယ်ဖို့အတွက်သူမအပေါ်ကြားရောက်နိုင်တဲ့အန္တရာယ်မှန်သမျှကိုဖယ်ရှားပစ်ဖို့ကြံစီနေတာပါအဲ့ဒီတော့မှသမီးလေးဟာစစ်သူကြီးကသူမအတွက်ကံကြမ္မာကိုတိတ်တဆိတ်တိုက်ပွဲဝင်ပေးနေတာဆိုတာကိုနားလည်သွားပါတယ်မကြခင်မှာပဲရန်သူနိုင်ငံကအကြီးအကျယ်ကျူးကျော်လာပြီးနေဆက်ကလူတွေကိုတပ်ဖြတ်နေတဲ့အတွက်စစ်သူကြီးဟာသူ့ရဲ့စစ်တေတွေကိုတညလုံးစုစည်းပြီးမိုးလင်းတာနဲ့စစ်ထွက်ဖို့ပြင်ဆင်ပါတော့တယ်